ဇလန်ရဲ့အစမှာတော့ Ruby နန်းတော်ရဲ့မိဖုရားတစ်ပါးသမီးတော်လေးတစ်ပါးမွေးဖွားခဲ့ပါတယ်။မိဖုရားမင်းသမီးလေးကိုအာသာနာရှိရလို့နာမည်ပေးခဲ့ပြီးအနည်းလေးတစ်ပွင့်ပေးပြီးချင်းမှာပဲတည်ဆုံသွားခဲ့ပါတယ်။မိဖုရားတည်ဆုံပြီးရဲ့နောက်မှာတော့ဘယင်ကြီးကမိဖုရားနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုမိရှို့ခိုင်းခဲ့တယ်လို့မင်းသမီးလေးအာသာနာရှိရကိုလည်းပြစ်ပယ်ခဲ့ပါတယ်။ဘယင်စီကနေတော့ဒီလိုဆက်ဆံခံရတဲ့မင်းသမီးလေးကိုအထိန်တော်တွေကလည်းဂယုမဆိုင်တော့အကြောင်းမင်းသမီးလေးအာသာနာရှိရမွေးကင်းစားအရွယ်မှာလည်းတကောင်ကျွဲဖြစ်ခဲ့ရပါတယ်။လူတွေကသူမကိုဒီလိုဆက်ဆံနေဆိုတာတိနေတဲ့မင်းသမီးလေးကဝိုင်းနေပြီးမျက်လုံးလေးကိုမိတ်လိုက်တဲ့အချိန်အဆုံးမရှိရဲ့လေယာဉ်နဲ့တစ်ခုတည်းကိုရောက်သွားပါတယ်။အာသာမျက်လုံးဖွင့်လိုက်ချိန်မှာတော့သူမရဲ့အရှိမတန်ကြိုးဝင်းကြီးတွေနဲ့ချိတ်ဆွဲထားတဲ့အပြာရောင်စိန်လုံးကြီးကိုတွေ့လိုက်ရပါတယ်။အာသာစိန်လုံးကိုကုန်းကိုက်လိုက်တဲ့အခါမှာတော့စိန်လုံးကြီးကစိတ်မော်ကွဲထက်သွားပါတယ်။အထဲမှာတော့စာအုပ်တအုပ်ရှိနေပြီးစာအုပ်ကိုထိလိုက်ချိန်မှာလည်းစာရွက်တွေကလေတိုက်သလိုတက်ဖြတ်ဖြတ်လွှင့်နေရကြောင်းအာသာလည်းသဘောကျနေခဲ့ပါတယ်။အဲ့ဒီအချိန်စာအုပ်ထဲကနေသူမနဲ့တူရဲ့ကလေးတစ်ယောက်ထွက်လာပြီးအနာဂတ်မှာအာသာဖြတ်သန်းရမယ့်ဘဝတစ်ခုလုံးကိုပြပေးပါတယ်။အထဲမှာတော့အပြိုအရွယ်ရောက်နေတဲ့အာသာသူမရဲ့အဖေကိုအောက်လမ်းပေါ်သုံးပြီးတပ်ဖို့ကြံစီရဲဆိုတဲ့ဆွဆွဲချက်တွေကိုရှင်းပြဖို့အတွက်ဒူးထောင်နေရပါတယ်။အာသာလည်းသူမသုံးခဲ့တာသူမအဖေကိုတပ်ဖို့မဟုတ်ပဲသူမအဖေစီကအချစ်ခံခြင်းလို့လုပ်ခဲ့ရပါဆိုပြီးငိုပြောနေခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူစီကတော့ငါမင်းတို့သမီးမျိုးကိုမလိုချင်ဘူးမင်းတို့မြင်ရတာအမိုက်လိုပဲဆိုတဲ့စကားကိုသာပြန်ကြားခဲ့ရပါတယ်။အဲ့နောက်မှာတော့အာသာကိုမျှော်စင်ရအကျဉ်းထောင်ထဲမှာတစ်သက်လုံးအကျဉ်းချလိုက်ပါတယ်။ဒီလိုနဲ့အာသာပေါက်စားလေးလည်းသူမရဲ့အနာဂတ်ကိုသိလိုက်ရပြီးကြောက်လန့်တကြားနဲ့အိယာနိုးလာခဲ့ပါတယ်။အာသာဒီလိုအနာဂတ်ကြီးမလိုချင်ဘူးဆိုပြီးရုန်းကန်နေတဲ့အချိန်အထိန်တော်လီလီရောက်လာပြီးငိုနေရဲ့အာသာကိုချော့မြူပေးပါတယ်။လီလီဆိုတာကတော့မျိုးစားရဲ့သမီးလည်းဖြစ်တယ်လို့အာသာအမေရဲ့အရင်းနှီးဆုံးတငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။အာသာအမေတည်ပြီးရဲ့နောက်တယောက်တည်းကြံခဲ့တဲ့အာသာကိုတနာရကြောင့်မျိုးစားသမီးဘဝကိုဆွန့်လွတ်ပြီးအာသာကိုစောင့်ရှောက်ဖို့နန်းတော်တွေကိုရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။ဒီလိုနဲ့အိမ်မပြောတော့တဲ့အာသာကိုလီလီကအာသာအဖေဘရင်ကြီးအကြောင်းကိုဂုံလုံးပြီးရေးထားတဲ့စာအုပ်ထူကြီးကိုဖတ်ပြနေပါတယ်။သူမရဲ့အဖေကအနာဂတ်မှာသူမကိုနှင်ထုတ်မယ်ဆိုတာသိနေရဲ့အာသာလည်းသူမအဖေကစာအုပ်ထဲရလို့မဟုတ်ပါဘူးဆိုပြီးစိတ်ထဲကနေညင်းနေခဲ့ပါတယ်။အဲ့ဒါအပြင်သူမရဲ့အနာဂတ်ကိုလည်းမကြိုက်တာကြောင့်ဒီတိုင်းတော့လက်မခံနိုင်ဘူးဆိုပြီးအော်ဟင်းနေခဲ့ပြန်ပါတယ်။ဒီလိုနဲ့နန်းတော်ထဲမှာပဲမွေးကင်းစားအရွယ်ကနေလမ်းလျှောက်ပြီးဟိုသွားတီသွားလှုပ်တတ်တဲ့အရွယ်ကိုရောက်လာခဲ့တဲ့အာသာသူမအမေရဲ့မျက်နှာနဲ့သူမအဖေစီကအပြာရောင်မျက်လုံးအမွေကိုပါရထားပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာကိုသုံးပြီးပြောလာတဲ့စကားတွေကိုဆိုရင်ဘယ်သူမှမငင်းနိုင်တော့ပဲလုပ်ပေးကြရပါတယ်။အာသာနန်းတော်ထဲမှာရှောက်သွားနေအောင်အထိန်တော်တယောက်က Ruby နန်းဆောင်ရှိမှခိုးကြောင်ခိုးဝဲလုံနေတာကိုမြင်ပြီးအာသာလည်းဘာလုပ်နေရလဲလို့မသိမသာသွားမိပါတယ်။အထိန်တော်လည်းအတန်ကြားလို့လန်သွားပေမဲ့ကလေးတယောက်ဖြစ်နေရကြောင်းမမရွှေရောင်တလဲလဲထားနေတဲ့နေရာကိုသွားခြင်းလို့လမ်းပြပေးနိုင်မလားဆိုပြီးမေးလာပါတယ်။အာသာလည်းလက်ခံလိုက်ပြီးမိဖို့ကြောင့်ရှိတဲ့နေရာကိုခေါ်လာကြောင်းအထိန်တော်လည်းဒေါသထွက်သွားပါတယ်။ဒါပေမဲ့အာသာကတော့တေချာကြည်ထားဆိုပြီးအထိန်တော်တယောက်ယူလာတဲ့ချောကလက်ပကံကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အထိန်တော်လည်းပကံရိုးရိုးပကံမဟုတ်ပဲစိန်နေကြောက်တွေစီထားတဲ့ပကံဖြစ်နေရမလို့တေးရည်တွေကျသွားခဲ့ပေမဲ့မိဖို့ကံလူမပြတ်ရှိနေရကြောင်းယူဖို့မလွယ်ဘူးဆိုပြီးစိတ်ညစ်သွားပြန်ပါတယ်။အာသာကတော့သူမကူညီပေးမယ်ဆိုပြီးခက်တီတီနဲ့ထွက်သွားပါတယ်။အထိန်တော်လည်းအစင်ပြေပါမလားတွေးနေတဲ့အချိန်အာသာကိုမင်းသမီးမှန်သိနေကြတဲ့အထိန်တော်တွေကအာသာရဲ့ချစ်စရာကောင်းတဲ့မျက်နှာကိုကြည့်ပြီးအာသာရဲ့အလိုကိုလိုက်ကြပါတယ်။ဒီလိုနဲ့တာဝန်ရှိတဲ့အထိန်တော်တွေကိုပတ်ထုတ်လိုက်ပြီးချောင်းနေတဲ့အထိန်တော်ကိုခေါ်လိုက်ပါတယ်။အထိန်တော်ကတော့မိဖို့ကံထဲမှာရှိနေတဲ့ရတနာတွေကိုမြင်ပြီးမျက်လုံးတွေကတလက်လက်တောင်းနေပါတယ်။အဲ့နောက်မှာတော့အထုပ်သေးသေးလေးထုတ်ပြီးရတနာတွေကိုထည့်နေတဲ့အချိန်အဲ့ဒီထုတ်တွေအလုံးကိုအာသာသူမပစ္စည်းရေးဆိုပြီးသူမရဲ့ခေါင်းဝဲအောက်ထဲမှာဝှက်လိုက်ပါတယ်။အထိန်တော်ကလည်းပြန်ပေးဖို့ပြောပြီးဓာတ်နဲ့တိုက်ခိုက်ဖို့အထိပါလှုပ်လာပါတယ်။ဒါပေမဲ့အာသာကတော့သူမစီစဉ်ထားတဲ့အတိုင်းအပေါ်ကကြားလာမဲ့ပန်းစင်ရဲ့ကြိုးကိုလွှတ်ချပေးလိုက်ပါတယ်။ဒီလိုနဲ့အထိန်တော်တခိုးလည်းအာသာလေစားခံလိုက်ရပြီးနန်းတော်ရဲ့ဖန်စီတာပါခံလိုက်ရပါတယ်။ကိစ္စအလုံးပြီးတော့မှအာသာလည်းခရင်ပေါ်မှာလှည့်လိုက်ပါတယ်။တကယ်တော့အနာဂတ်ကိုမြင်နေရတဲ့အာသာဒီနေ့မှလီလီသိမဲ့ဖြစ်စီကိုမြင်ထားရတာကြောင့်လီလီကိုတတ်မဲ့လူတတ်သမားကိုအခုလိုအကွက်ကြစီစဉ်ပြီးထောင်ပန်းလိုက်တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းသပင်းရှိမျက်လုံးအနီးနဲ့သူတယောက်ကအိုဗယ်လီယာတိုင်းပြည်ရဲ့ကံကြမ္မာကိုပြောင်းလဲလိုက်တဲ့သူကနန်းတော်ဟာဆိုတာကိုသိသွားခဲ့ပါတယ်။အဲ့ဒီအချိန်အာသာကတော့သူမရဲ့အနာဂတ်နဲ့ပတ်သက်တဲ့စာအုပ်ကိုပဲထပ်တလဲလဲဖတ်နေပါတယ်။အာသာအနာဂတ်ရဲ့တစ်ချိန်ချိန်မှာတွေးလာရမယ့်ဘရင်ရဲ့နောက်ထပ်သမီးတစ်ယောက်ဖြစ်တဲ့ဂျနေတဲကိုပါအခုကတည်းကတီးကျွမ်းနေပြီပဲဖြစ်ပါတယ်။ဂျနေတဲကတော့အာသာနဲ့မတူပဲဘရင်စီကအချစ်ကိုရနေတဲ့မင်းသမီးတစ်ပါးပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မနာလိုတဲ့အာသာဘရင်စီကအချစ်ကိုရဖို့အတွက်အောက်လမ်းမော်တွေကိုတုံးခဲ့ရဖြစ်ပါတယ်။အနာဂတ်အကြောင်းကိုထုံးလို့ကြည့်ရေလိုနောက်အလွတ်ရနေပြီဖြစ်တဲ့အာသာကတော့သူမရဲ့အနာဂတ်ကိုဒီလိုဖြစ်မလာအောင်လွတ်လန်းရှာရမယ်ဆိုပြီးတွေးထားခဲ့ပါတယ်။အဲ့ဒီအတွေးတွေရဲ့အရေးကြီးဆုံးနေရာမှာပါဝင်တဲ့ရန်နာရှိရဲ့မိဖို့ကံကတော့မနေ့ကတခိုးဝင်တာနဲ့ပတ်သက်ပြီးအဆောင်နေရမ်းများနေခဲ့ရကြောင်းရန်နာယူမဲ့ကိစ္စအကျက်တဲသွားပါတယ်။ဒါပေမဲ့လီလီကိုတော့ကယ်နိုင်လိုက်တာကြောင့်အာသာတယောက်ကျင်းနေခဲ့ပါတယ်။ရန်နာဆိုတာလည်းသူမနဲ့သူမအဖေစတွေ့ကြမဲ့9နှစ်အရွယ်မတိုင်ခင်မှာလီလီနဲ့အတူနန်းတော်တွေကနေထွက်သွားဖို့အတွက်စူးစောင်းနေခဲ့ရပဲဖြစ်ပါတယ်။အာသာလည်းသူမရဲ့မျက်နှာကိုနန်းတော်ရေကန်ထဲမှာတွေ့လိုက်ရချိန်မှာတော့အပြာရောင်တောက်ပနေတဲ့သူမရဲ့မျက်လုံးတွေကိုကြည့်ပြီးမျက်လုံးတွေကတော်ဝင်မိသားစုတွေပဲစက္ကန့်လို့ရရဲ့မျက်လုံးတွေပါလားဆိုတာတွေးနေမိပါတယ်။ဒါပေမဲ့အခုအရွယ်ထီတော့ဘာမှမသုံးတဲ့သေးရကြောင်းသူမအဖေကသူမကိုမုန်းနေရလားဆိုတာစဉ်းစားရင်အဲ့ဒီမျက်လုံးမျိုးဂျနေတဲစီမှာရှိရကိုလည်းသတိရသွားပါတယ်
အာသာလည်းအတွေးတွေကိုရက်လိုက်ပြီးသူယူလာတဲ့ရနာပစ္စည်းတစ်ထုပ်ကိုပဲဘယ်သူမှမသိအောင်မြေကြီးထဲမှာမြုပ်လိုက်ပါတယ်ဒီလိုနဲ့အာသာနန်းတော်စီပြန်မဲ့အလုံးမှာတော့ထူးဆန်းတဲ့ရဲတိုက်ကြီးတစ်ခုကိုအမှတ်မထီတွေ့သွားခဲ့ပါတယ်အဲ့ဒါကြောင့်အာသာဆက်စုကြည့်ပေမဲ့နေရာတစ်ခုလုံးမှာလူရဲလိုလည်းမရှိဘာအတန်မှလည်းမကြားသလိုဘိုက်ကလည်းစားလာအကြောင်းနန်းတော်စီကိုပဲပြန်လာခဲ့ပြီးမိဖို့ကန်ကိုရင်သွားလိုက်ပါတယ်အဲ့ဒီမှာအထိန်တော်တွေကတခိုးကိစ္စနဲ့ပတ်သက်ပြီးဘရင်ကအမိန့်သိချထားတဲ့အကြောင်းပြောနေပါတယ်အမိန့်ကတော့နန်းတော်တစ်ခုလုံးကအခမ်းအနားကိုလိုက်စစ်ဆေးရမှာဖြစ်ပြီးအထူးသဖြင့်မင်းသမီးလေးအခမ်းကိုတေချာစစ်ဆေးရမယ်ဆိုတဲ့စကားကိုကြားပြီးအာသာတယောက်ထိတ်လန့်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ရန်နာရီဖွက်ထားတဲ့သူမရဲ့ခန်းစီကိုပြန်လာကကတင်ရောက်မှရှိနေတဲ့ရန်နာတုတ်တွေကိုအထုပ်ရည်ပြည့်မပြည့်စစ်ပြီးနေရာပြောင်းမှုလုပ်ပါတယ်ဒီလိုနဲ့အထုပ်တွေကိုသူမရဲ့ခေါင်းဝေးအောက်မှာဝှက်လိုက်ပြီးဘယ်သူမှမသိအောင်နန်းတော်တွေကနေခိုးကြောင်ခိုးဝဲနဲ့ထွက်လာခဲ့ပါတယ်ဒါပေမဲ့ခုနကအထုပ်ဖွက်ထားတဲ့နေရာအရောက်မှာတော့ရှင်းနှကောင်ကအစာမတ်ပြီးအထုပ်ကိုမြေကြီးကနေဖော်ပြီးယူသွားပါတယ်အဲ့ဒါကြောင့်အာသာလည်းသူ့အထုပ်ပြန်ရအောင်ရှင်းကိုမြေပဲကျွေးပြီးပြန်ယူထားလိုက်ရပါတယ်အာသာလည်းဒီတိုင်းထားရင်မလုံခြုံတာမလို့လုံခြုံတဲ့နေရာမှာထားရမယ်ဆိုပြီးစဉ်းစားကြည့်ရတဲ့မတော်တဆတွေ့ခဲ့တဲ့ဒူမမရှိရဲ့ရဲတိုက်ကြီးကိုတတိယသွားပါတယ်အဲ့ဒါကြောင့်ရဲတိုက်စီကိုသွားပြီးပထမတစ်ခါတည်းတေချာနှက်ဆက်နေအောင်ဆက်စုရင်ရုပ်ထုရထားတဲ့နေရာကိုရောက်လာပါတယ်ရုပ်ထုရဲ့အယောင်ကရွှေရောင်ဖြစ်နေရကြောင်းအာသာလည်းစိတ်ဝင်စားသွားပါတယ်အဲ့ဒါကြောင့်ရုပ်ထုကိုသွားနေကြကြည့်လိုက်တဲ့အချိန်မထင်မှတ်ထားတဲ့လူနှစ်ယောက်ရောက်လာပြီးရှေ့ဆုံးကသူကသူ့နန်းတော်ရဲ့ကိုဘယ်အကျွတ်ရောက်နေရလဲဆိုပြီးပြောလာပါတယ်အာသာလဲကြည့်လိုက်တော့သူမအသက်9နှစ်အရွယ်မှာဆုံးမမဲ့ဖခင်ဖြစ်သူကိုစောစောစီးစီးတွေ့လိုက်ရတာကြောင့်အံ့ဩကြောက်လန့်နေရပါတယ်ဒါပေမဲ့ဘရင်ကတော့အနာဂတ်မှာသူမမြင်ထားရတဲ့ပုံလိုကြမ်းတဲ့ရက်စက်တဲ့သူမဟုတ်ပဲသူမရဲ့ဘာကိုကြိုက်ပြီးမင်းမငငယ်ရတဲ့ချွတ်ချွတ်ပဲလို့ပြောရင်မျက်နှာကြီးနဲ့ကြည်စဲနေခဲ့ပါတယ်အဲဒီနောက်တော့ဘရင်ကအနောက်မှာရှိတဲ့ကိုရန်တော်တမှုကိုလက်ဖက်ရည်ပွဲပြင်ခိုင်းလိုက်တဲ့အချိန်အာသာထွက်ပြေးဖို့လုပ်ပါတယ်ဒါပေမဲ့ဘရင်ကလှမ်းဆွဲထားလိုက်ပြီးအာသာရဲ့ခန္ဓာကိုယ်ကပုံမှန်တဲ့လေးနေရာကိုတတိထားမိသွားအကြောင်းလှုပ်ရမ်းလိုက်တဲ့အချိန်ခေါင်းဝေးအောက်မှာဖွက်ထားတဲ့ရန်နာရီလည်းထွက်ကြလာပါတယ်ဒီလိုနဲ့အာသာလည်းဘရင်သဘောအတိုင်းလက်ဖက်ရည်အတူတောက်လိုက်ရပါတယ်ဘရင်ကတော့အာသာကိုအာသာနာစီယာဆိုတဲ့နာမည်ကအိုဘယ်လီယာမှာဆိုရင်မှန်ကန်တဲ့အမွေစက္ကန့်သူကပဲသုံးဝင်ရှိတဲ့ထာဝရနဲ့ရာသက်ပံလိုအတိတ်ပဲရရဲ့အေဂရီရဲ့နာမည်ပဲလို့ပြောပြပါတယ်တကယ်တော့ဘရင်ကအခုထီးနှံကိုသူ့အဖေစီကနေကြီးကြီးပြူပြူရခဲ့ရမဟုတ်ပဲဘရင်ဖြစ်တဲ့သူ့ကိုလုံးကျန်ပြီးတော့မှရခဲ့တဲ့ထီးနှံပဲဖြစ်ပါတယ်ဒါတွေကိုသိနေရအာသာလည်းသူ့အဖေသူ့ကိုသဘောမကျတာသူ့နာမည်ကြောင့်များလားဆိုပြီးစိတ်ညစ်နေတဲ့အချိန်ဘရင်ကငါဘယ်သူလဲသိရလို့မေးလာအကြောင်းအာသာလည်းမျိုးလုံးပြသွားရပါတယ်ဒါပေမဲ့အာသာကပါဇက်ကနေပပဆိုပြီးလွတ်ကနေထွက်သွားအကြောင်းသူတော့သွားပြီဆိုပြီးချွေးပြန်လာခဲ့ပေမဲ့ဘရင်ကတော့သဘောကျနေပါတယ်အဲဒီနောက်မှာတော့ဘရင်ကတမှုကနေတဆင်အာသာကိုနောက်ရက်တည်းနဲ့ခေါ်တွေ့အောင်မဲ့အကြောင်းလီလီတို့ကိုပြောပြလိုက်ပါတယ်ဘရင်ကြီးနဲ့နှင်းတိုင်းတွေ့ခွင့်ရသွားတဲ့အာသာကိုဒီကနေ့မှာတော့အထိန်တော်လီလီကိုယ်တိုင်ကဘရင်ရဲ့ရှိကိုခေါ်လာခဲ့ပါတယ်ဘရင်ကြီးကနန်းတွင်းကိစ္စတွေနဲ့အလုပ်လျှော့ပြီးအာသာကိုမကြည့်နိုင်ခဲ့တဲ့အချိန်မှာအာသာအခုလိုကျဉ်းကျဉ်းမာမာနဲ့ကြီးပြင်းလာတာလီလီကြောင့်ပါဆိုပြီးကျေးဇူးတင်စကားပြောပါတယ်အာသာကတော့မကြည့်နိုင်တာမဟုတ်ပဲတမင်မကြည့်ပေးခဲ့တာလို့စိတ်ထဲကနေဘူးကလန်နေပြောနေပါတယ်အဲ့ဒီအချိန်ဘရင်ကရှေ့လျှောက်သူကပဲအာသာကိုစောင့်ရှောက်တော့မယ်ဆိုပြီးပြောလာအကြောင်းအာသာလည်းလန်သွားခဲ့ပါတယ်ဒါပေမဲ့ညင်းပိုင်ဝင်လည်းမရှိရမလို့အာသာတယောက်သူ့အဖေနဲ့အတူမနှက်စားနေရပြီးသူ့အဖေဘာလို့အခုလိုချက်ချင်းပြောင်းလဲသွားလဲဆိုတာကိုသိချင်နေခဲ့ပါတယ်သူ့ကိုခုလိုမုန်းနေများကြီးတွေ့ရအောင်လဲအစိမ်များထဲထားမလားဆိုပြီးမစားဘဲနေနေတဲ့အချိန်ဘရင်ကသူ့စိတ်ကိုဖတ်တတ်တဲ့ပုံစံနဲ့အစိမ်မထဲထားအောင်စားဆိုပြီးပြောလာခဲ့ပါတယ်အဲ့တော့မှအာသာလည်းသူကကိတ်ဆိုရဲကြိုက်ပေမဲ့လီလီကသွားပိုးစားမှဆိုလို့မစားခိုင်းဘူးလို့ပြောပြီးဇပွဲမှရှိသမျှကိတ်တွေအကုန်လုံးကိုစားပစ်လိုက်ပါတယ်ဒါကိုကြည့်ပြီးဘရင်ကဒီလိုဆိုရင်မနေ့တိုင်းလက်ဖက်ရည်တူတောက်ကြတာပေါ့လို့ပြောလိုက်တာကြောင့်အာသာတယောက်ထိတ်လန့်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ဘရင်နဲ့နှင်းတိုင်းတွေ့ရတော့မဲ့အာသာကိုအထိန်တော်လီလီကဘရင်နဲ့တွေ့ရင်ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာတွေကိုသင်ကြားပေးပါတယ်ဒါပေမဲ့အစပဲရှိသေးရမလို့ကလေးတယောက်အနေနဲ့အာသာလည်းအစင်မချောသလိုတစပွဲထဲထိုင်ပြီးနှိမ့်လက်စားစားတော့လေအသားလေးရဲ့နေရာမှာဇွန်းနဲ့ခရင်ကန်ရတာကြောင့်ဒုက္ခရောက်နေရပြန်ပါတယ်ညဘက်ကိုရောက်တော့လေအာသာတယောက်သူ့အဖေနဲ့အတူရှိခဲ့တဲ့သူ့ရဲ့တနေ့တာကိုဒဏ်ရာကြီးပြန်ရင်းနေခဲ့ပြီးသူဒီလိုတလွဲဖြစ်နေပေမဲ့သူ့အဖေရဲ့မျက်လုံးထဲမှာသူ့ကိုအပြစ်တင်တဲ့ပုံမရှိဘူးဆိုပြီးဝမ်းသာနေခဲ့ပါတယ်အဲ့ဒါကြောင့်သူ့အဖေကအရင်ကိစ္စတွေကိုနောက်နှိုင်းရပြီးဒီလိုဆက်ဆံပေးနေရလားလို့တွေးရင်ဘရင်ကိုကြောက်တဲ့စိတ်ကလည်းတဖြည်းဖြည်းနဲ့ရောလာခဲ့ပါတယ်နောက်တနေ့မနေ့မှာတော့ဘရင်ကနန်းတော်ထဲမှာရှိတဲ့ရေကန်ကိုအလဲသွားမယ်ဆိုတာကြောင့်အာသာလည်းအထိန်တော်လီလီနဲ့အတူထွက်လာခဲ့ပါတယ်ဘရင်ရှေ့ရောက်ချိန်မှာတော့လီလီတင်ပေးထားတဲ့အတိုင်းဂါရဝပြုပါတယ်အာသာတယောက်နှစ်ခါမြောက်မှာတော့ဂါရဝပြုရဲ့နီးရလည်းအစင်ချောသွားခဲ့သလိုသူ့အဖေကသူ့ကိုအသားရည်တွေပူပြလာရဲဆိုပြီးချီးယူရဲ့စကားကိုလည်းပပလေးပိုချောလာရဲဆိုပြီးပြန်ချီးယူလိုက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ရေကန်ကိုတော့ဖျက်ရတဲ့လမ်းမှာပန်းနေအများကြီးနဲ့ပန်းချမ်းတစ်ခုရှိနေရကြောင်းပန်းကြိုက်တဲ့အာသာတယောက်အဖျော်ကြီးပြောနေပြီးပန်းနေလိုက်ခုနေခဲ့ပါတယ်နောက်ဆုံးမှာတော့ရေကန်စီကိုရောက်လာခဲ့ပေမဲ့ဘရင်ကရေကန်လေးမှာချထားတဲ့လှေပေါ်ကိုသွားမယ်ဆိုပြီးအာသာကိုခေါ်တဲ့အချိန်ရေကြောက်တဲ့အာသာလည်းလှေစီးမှဖြစ်မှလားလို့မေးမိသွားပါတယ်အထိန်တော်လီလီကလည်းအာသာငယ်သေးလို့ရေနဲ့အဆင်မပြေတော့ဘူးဆိုပြီးဘရင်ကိုရှောက်တင်ပါတယ်ဒါပေမဲ့ဘရင်ကငါတယောက်လုံးပါနေတာကိုမယုံဘူးလားဆိုပြီးပြန်မေးလိုက်တာကြောင့်အာသာလည်းသူ့အဖေလီလီအပေါ်စိတ်ကူးသွားမှဆိုပြီးသဘောတူလိုက်ပါတယ်ဒီလိုနဲ့လှေပေါ်မှာနှစ်ယောက်တည်းဖြစ်သွားတဲ့အချိန်ဘယ်သူမှစကားမပြောရကြောင်းအာသာလည်းသူ့အရင်စာပြောရမယ်ဆိုပြီးဘာပြောရင်ကောင်းမလဲဆိုတာကိုခေါင်းပူအောင်စဉ်းစားနေပါတယ်
ရေကကြီးတောင်းနေရပဲပြောရမလားပန်းလေးလှရဲလိုပဲပြောရမလားတွေးနေခဲ့ပေမဲ့နှုတ်ကထွက်သွားတာကတော့ပပရဲ့သပင်ကလင်းထိန်ပြီးလှရဲဆိုတာပဲဖြစ်နေခဲ့ပါတယ်အာသာလည်းပြောလိုက်ပြီးတော့မှသွားပြီးလို့တွေးနေရင်သပင်ကနေတဆင်သူ့ရဲ့ရွှေတွေစီအတွေးရောက်သွားတဲ့အချိန်အကြောင်းသိနေတဲ့ဘရင်ကတော့ရတနာရီသိမ်းထားရမလို့နောက်ရကြရင်လာယူဖို့ပြောလာခဲ့ပါတယ်အာသာလည်းသူမရဲ့အတွေးတိုင်းအောင်ဘရင်ကသိနေရလားဆိုပြီးတွေးပြနေခဲ့ပါတယ်အဲ့ဒီအချိန်လျှာသူ့ဘာသူရွေးနေတာကိုပါဒလီထားမိသွားအကြောင်းဘလို့ဖြစ်တာလဲဆိုပြီးအံ့ဩသွားပြန်ပါတယ်နောက်တော့မှသူ့ဘေရဲ့မော်ဆန်းနဲ့လှုပ်ထားတဲ့ဆိုတာကိုသဘောပေါက်သွားတဲ့အချိန်သူနှာခေါင်းထဲကိုမွှေးရဲနဲ့တစ်ခုဝင်လာပြီးသူ့မျက်စိထဲမှာလည်းအယောင်သွေးလာတဲ့ကြားပန်းလေးကိုမြင်သွားခဲ့ပါတယ်။အာသာလည်းမြင်းမြင်းချင်းလှေပေါ်ကနေကြားပန်းကိုလှမ်းကင်နေမှတော့သူ့ခန္ဓာကိုယ်ကိုမထိန်နိုင်တော့ပဲရေရောက်ကိုပြုတ်ကျသွားပါတယ်။အဲဒါကြောင့်လှေပေါ်မှာကျန်နေခဲ့တဲ့သူ့အဖေကိုအကူကြီးအော်တောင်းခြင်းပဲအနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေကသူ့ကောင်းထဲကိုရုတ်တရက်ဝင်လာအကြောင်းဒါသူ့ကံကြမ္မာပဲဆိုတာကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့အာသာမျက်လုံးပြန်မွေးလာချိန်မှာတော့ကုန်းမော်ကိုရောက်နေခဲ့ပြီပဲဖြစ်ပါတယ်။အာသာလည်းသူ့ကိုဘသူကယ်ခဲ့ရလဲဆိုပြီးကြည့်လိုက်တဲ့အချိန်သူ့လိုပဲရေတွေဆူရွှဲနေတဲ့အဖေဖြစ်သူကိုတွေးလိုက်ရတာကြောင့်သူ့အဖေကသူ့ကိုကယ်ခဲ့ရပဲဆိုပြီးကျင်းနေတော့ပါတယ်။အဲ့နောက်မှာတော့ဘရင်ကသူတို့ကိုမှစိုးနေတဲ့ရေတွေကိုအဝတ်တုပ်ဆရာမလို့ပဲခြောက်သွားအောင်မှော်သုံးလိုက်ပြီးအာသာကိုလည်းနေ့တိုင်းရေကူးတင်ပေးရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အာသာတယောက်ရူဝီနန်တော်စီကိုပြန်ရောက်လာချိန်မှာတော့ဖျားနေခဲ့ပြီပဲဖြစ်ပါတယ်။လီလီကတော့ဘေးနားကနေဂယူးဆိုင်ပေးနေရင်အာသာတွေးခဲ့တဲ့ပန်းကပုံရိပ်ရောင်တွေကိုဖန်တီးပြီးတက်ရှိတွေကိုဆွဲခေါ်တဲ့အိမ်မက်ကြပန်းဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်ဘရင်ကိုရန်ကလည်းဂျာပန်စီကိုနောက်တစ်ချိန်ထပ်သွားနေပြီးဂျာပန်ကနေတစ်စိဖြစ်ပေါ်လာတဲ့အာသာအမေဒိုင်ယာနာရဲ့ပုံရိပ်ရောင်နဲ့အတူရှိနေခဲ့ပါတယ်။စိတ်ထဲမှာလည်းအာသာကိုမုန်းလို့မရဘူးပဲလို့တွေးပြီးပြန်လာတဲ့အချိန်အတင်းဆောင်နေတဲ့ခွေရန်တော်ဖိလစ်ကိုသူစဉ်းစားထားတဲ့အတိုင်းအရေးကြီးမရှင်တစ်ခုကိုပေးလိုက်ပါတယ်။အဲ့ဒီမရှင်ကတော့အာသာအနားမှာနေပြီးအာသာကိုစောင့်ရှောက်ရမယ့်ခွေရန်တော်မရှင်ပဲဖြစ်ပါတယ်။နောက်တနေ့မနေ့မှာတော့ဖိလစ်တယောက်အာသာရှိရဲ့စီကိုရောက်လာခဲ့ပါတယ်။အာသာကတော့ရေထဲပြုတ်ကျတဲ့နေရာစပြီးသူ့အမေကိုပဲအိမ်မက်တွေမနေခဲ့ရမလို့သူ့အမေရဲ့မျက်နှာနဲ့သူ့အမေရဲ့အကြောင်းတွေကိုပဲသိကျင်နေခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကလောက်ကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့အရာတွေမလို့ဘသူမှပြောပြလို့မရတဲ့အတွက်သူတို့ကြာရတာဝန်ကိုသာကြေးပေါ်အောင်ထမ်းဆောင်နေခဲ့ကြပါတယ်။ဒီနေ့မနေ့မှလည်းဖိလစ်ကိုယ်တိုင်အာသာကိုပွေ့ချီကဘရင်ရဲ့အခန်းစီကိုခေါ်လာခဲ့ပြီးဘရင်ကအာသာသာနှိုးရင်ပြောမှဖြစ်လို့တွားနှုတ်ပေးကိုတောင်းဆိုပါတယ်။အာသာလည်းကြောက်ကြောက်နေပဲအခန်းထဲကိုဝင်လာပြီးသူ့အဖေကိုလိုက်ရှာနေတဲ့အချိန်ကတင်ပေါ်မှာမေးပဲဆိုပါပေါ်မှာအိတ်နေတဲ့သူ့အဖေကိုမြင်ပြီးတန်းလာသွားခဲ့ပါတယ်။ဒါပေမဲ့သူ့အဖေအိတ်နေတာချစ်စရာကောင်းတဲ့ဆိုကမျက်နှာကိုဟိုဆွဲတီဆွဲရှောက်ဆွဲပြီးကစားနေရမလို့ဘရင်လည်းနိုးနေရတော့အိတ်ချင်အောင်ဆောင်နေရပါတယ်။ဒါအောင်မသိရဲ့အာသာကတော့သူ့စောလို့အားရမှနိုးသွား ਈ လားမသိဘူးဆိုပြီးပြန်အိပ်ပျော်သွားအောင်အိတ်ရဝင်တချင်းနဲ့လူကြီးတယောက်လိုချော့သိပ်လိုက်ပါတယ်ခဏကြာမှတော့ဘရင်လည်းနိုးလာခဲ့ပြီးနှစ်ယောက်အတူမနက်စားထိုင်စားကြရင်အာသာကနန်းတော်ထဲမှာသူမမြင်မှုတဲ့အရာတွေအများကြီးပဲလို့ပြောလာပါတယ်။အဲဒါကြောင့်ဘရင်လည်းနန်းတော်ထဲကိုပက်ကြည့်လို့ရရဲဆိုပြီးခွင့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ဖိလစ်ရောက်လာပြီးခဏနေမြူစားလာမယ်ဆိုတဲ့အကြောင်းလာပြောအကြောင်းဘရင်လည်းနေရာကနေထထွက်သွားပြီးကြံနေခဲ့တဲ့အာသာကတော့သူ့အဖေခွင့်ပြုပေးထားတာကိုကောင်းကောင်းကြီးအသုံးချပါတယ်။ဒီလိုနဲ့နန်းတော်ထဲပက်ကြည့်ရင်ပကြီးကားရဲ့ထိထားတဲ့နေရာကိုရောက်တော့သူ့အဖေပုံရှိရင်သူ့အမေပုံလည်းရှိမှာပဲဆိုပြီးသူ့ရဲ့မေပုံကိုလိုက်ချပါတယ်။အပေါ်မှာချိန်ထားတဲ့ပုံတွေထဲမှာတော့သူ့အမေရဲ့ပုံကိုမတွေ့ရပေမဲ့အောက်မှာအဖြူရောင်ပိတ်စနဲ့အုပ်ထားတဲ့ပုံတစ်ပုံရှိနေခဲ့ပါတယ်။အာသာပိတ်စကိုဖယ်လိုက်ချိန်မှာတော့မြင်လိုက်ရတဲ့အရာကြောင့်ကြောက်ပြီးဝမ်းနည်းသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘရင်ကိုချောင်းနေကြတဲ့ပြိုတော်တွေကဘရင်နဲ့အာသာရဲ့အမေကြောင့်တီးတိုးပြောနေခဲ့ကြပါတယ်။ဒါကိုကြားသွားတဲ့ဘရင်ကလောက်ကနောက်တစ်ခါသူ့နန်းတော်ထဲမှာအဲ့ဒီနာမည်ကိုမပြောဖို့အတွက်ခက်မှပဲသတိပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းအာသာသူ့အဖေကသူ့အမေရဲ့ပုံကိုမီးရှို့ပြီးဖျက်ဆီးထားတာကိုတွေးလိုက်ရတာကြောင့်သူ့အဖေကသူ့အမေကိုအဲ့လောက်တောင်မုန်းနာလားဆိုပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဆက်မတွေးကျင်တော့အကြောင်းအိတ်တော့မယ်ဆိုပြီးတချင်းကြီးအိပ်ပျော်သွားခဲ့ပါတယ်။ဒီလိုနဲ့မနေ့ကရောက်တော့ထုံးစံအတိုင်းသူ့အဖေနဲ့အတူမနေ့စားကြပါတယ်။အာသာသူ့အဖေတောက်တဲ့လက်ဖက်ရည်ရဲ့အနံ့မွှေးနေရကြောင်းသူလည်းအဲ့လိုတောက်ချင်တယ်ဆိုပြီးပြောလာပါတယ်။ဖိလစ်ကတောက်လို့မဖြစ်ကြောင်းတားပေမဲ့ဘရင်ကခွင့်ပြုအကြောင်းတိုက်လိုက်ရပါတယ်။အာသာလည်းလက်ဖက်ရည်ကိုအကြိုက်တွေ့နေပြီးလက်ဖက်ရည်တောက်ရတာပန်းလေးကနေပန်းလေးရပွင့်လာသလိုပဲဆိုပြီးပြောမိသွားပါတယ်။အာသာကတော့သူခံစားရသလိုပြောလိုက်ပေမဲ့အဲ့ဒီစကားကသူ့အမေလည်းပြောခဲ့ဘူးတဲ့စကားဖြစ်နေရကြောင်းအိမ်မော်ရင်းနဲ့ဖိလစ်တို့လည်းမျက်စိမျက်နှာကြီးပြတ်သွားကြပါတယ်။အာသာကကြောင်းကြည့်နေရမလို့ဖိလစ်ကပဲအကြောင်းတော်ကိုရှင်းပြပါတယ်။ဘရင်ကလည်းဒီနေ့စကားတော်တော်များပဲဆိုပြီးထွက်သွားအကြောင်းအာသာလည်းသူ့အဖေကသူ့အမေရဲ့အကြောင်းကိုမပြောစေချင်ဘူးဆိုတာကိုသိသွားခဲ့ပါတယ်။အခုလိုသူ့အမေနဲ့တပုံစံနဲ့တူရဲ့စကားကိုပြောလိုက်တဲ့သူ့ကိုလည်းဘရင်ကြီးမုံသွား ਈ လားဆိုပြီးဝမ်းနေသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အာသာကသူစိတ်ကူးရင်ပြီးဆွဲခဲ့တဲ့သူတို့မိသားစုပုံလေးကိုမီးရှို့ပြီးအစားအနားဖျောက်လိုက်ပေမဲ့ဖိလစ်ကမီးကျွမ်းနေတဲ့ဆောက်ရွက်အပိုင်းစားလေးတွေကိုလာကောက်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တနေ့မနေ့မှာတော့အာသာတယောက်သူ့အဖေနဲ့အတူမနန်းစားကိုထုံးစံအတိုင်းပန်းချန်တွေကိုထွက်လာခဲ့ပေမဲ့သူ့အဖေကတော့အလုပ်တွေရှုံးနေလို့ဆိုပြီးပေါ်မလာခဲ့ပါဘူး။အဲဒါကြောင့်နန်းတော်ရဲ့ရှိမဲ့ထင်ပြီးနန်းတော်စီလိုက်သွားပေမဲ့တွေးခွင့်မရအကြောင်းတိတ်တိတ်ကလေးဝမ်းနေပြီးပြန်လာတဲ့အချိန်လီလီနဲ့ဖိလစ်တို့နှစ်ယောက်စကားပြောနေတာကိုကြားသွားခဲ့ပါတယ်။လီလီကအာသာရွယ်ရောက်လာပြီဆိုတော့သူ့အမေရဲ့အကြောင်းတွေကိုသိကျင်လာပေမဲ့ဘရင်ကြီးကလည်းအကုန်လုံးကိုဖျက်ဆီးထားတော့ဘယ်လိုလုပ်ရမလဲမသိဘူးဆိုပြီးစိတ်ညစ်နေခဲ့ပါတယ်။အဲဒါကြောင့်ဖိလစ်ကဘရင်ရဲ့နန်းတော်မှာရှိတဲ့မှတ်ညက်နေထုတ်ပေးရဲ့မှော်မှန်ကိုသုံးဖို့အကြံပေးရကြောင်းလီလီလည်းဘရင်ကသုံးခိုင်းမှမလားလို့စိုးရင်သွားပါတယ်
ဒါပေမဲ့ဖိလစ်ကတော့အာသာအတွက်သာဆိုရင်ဘရင်ကတေချာပေါက်သုံးခိုင်းမှလို့ပြောလိုက်တဲ့အချိန်အာသာကတော့ပပကိုမပြောပါနဲ့ဆိုပြီးနားထောင်နေရတဲ့ထွက်လာလိုက်ပါတယ်။ဖိလစ်ကတော့အာသာကဘရင်မအကြောင်းကိုသိကျင်တယ်မလားလို့မေးလိုက်ပါတယ်။အာသာကတော့ပပကိုမမအကြောင်းပြောလိုက်လို့ပပကသူ့ကိုမုန်းသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးမျက်ရည်ပါကျလာခဲ့ပါတယ်။ဖိလစ်လည်းဘရင်ကအာသာကိုရောအာသာရဲ့အမေကိုပါမမုန်းမဘူးလို့ပြောပြီးအာသာမယုံရင်သူ့တက်သေးပြမှာဖြစ်လို့အိုဘယ်လီယာနန်းတော်စီကိုလိုက်ခဲ့ကိုခေါ်သွားခဲ့ပါတယ်။နန်းတော်နာကိုရောက်တော့ဖိလစ်ကနန်းတော်မှာအဆောင်မထားဘူးဆိုတာဘရင်ကနန်းတော်တစ်ခုလုံးကိုသူ့ရဲ့မော်နဲ့ပိတ်ထားလို့ဖြစ်ပြီးတစုံတစ်ခုကိုပြဖို့အတွက်သူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပါတယ်။အဲဒီနောက်ဓာတ်ကိုဝင်ပြီးနန်းတော်ထဲဝင်မဲ့အလုံးမှာကာထားရဲ့မော်ကာရန်ကြီးကဘွားကနေပေါ်လာပြီးဖိလစ်ကိုဝင်လို့မရအောင်ဟန်တားလိုက်ပါတယ်။ဖိလစ်လည်းဓာတ်ကိုပြန်သိမ်းလိုက်ပြီးဒီနန်းတော်ကဒေါသတကြီးနဲ့လာမယ့်ရန်သူတွေကိုအော်တိုဟန်တားပေးရဖြစ်လို့အာသာနန်းတော်ထဲကိုအလွယ်တကူဝင်နိုင်တာရဲ့အဖြစ်ကိုသိမဲ့ထင်ပါရဲ့ဆိုပြီးပြောလိုက်ပါတယ်။ဘရင်ကအာသာနဲ့အာသာရဲ့အမေကိုနှလုံးသားထဲကနေပါယုံကြည်ထားရမလို့အာသာတို့နှစ်ယောက်လုံးအပေါ်မှာအမုန်းလုံးဝမရှိဘူးဆိုတာကိုပါပြောပြပါတယ်။အဲဒီအချိန်ဘရင်ကတော့အာသာမီရှိုးလိုက်တဲ့ပုံလေးတွေကိုမှောနဲ့ငကိုအတိုင်းဖြစ်အောင်လုပ်ပြီးကြည်ရင်သဘောကြီးကြနေခဲ့ပါတယ်။ခဏနေတော့အာသာရောက်လာကသူတို့နှစ်ယောက်မတွေ့ရ2ရက်ရှိနေပြီဖြစ်ပြီးဖိလစ်ကလည်းပပနဲ့တော့တွေ့ရင်မမရဲ့ပုံကိုပြပေးလိုက်မယ်လို့ပြောတာကြောင့်လာတာပါဆိုပြီးမဝင်မရဲနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘရင်ကဘာမှပြန်မပြောရကြောင်းအာသာလည်းစိတ်ဆိုးမပြေသေးဘူးထင်ပြီးအခန်းထဲကပြန်ထွက်မဲ့အချိန်ဘရင်ကအနားမယူတော့ဘူးလားဆိုပြီးသူ့ကိုပွေ့ချလိုက်ပါတယ်။အဲဒီနောက်တော့အာသာကိုသူ့အိတ်တဲ့ကလေးစီခေါ်လာပြီးအိတ်ဖို့ပြောလိုက်ပေမဲ့အာသာကသူ့မိတ်ချင်သေးဘူးလို့ပြန်ပြောပါတယ်။ဘရင်လည်းဒါဆိုဟိုတနေ့ကချော့သိပ်ခဲ့တဲ့တချင်းဆိုပြဆိုပြီးတချင်းဆိုခိုင်းလိုက်ပါတယ်။အာသာလည်းအဲ့ဒီနေ့ကသူလှုပ်ချင်တိုင်းလှုပ်နေတဲ့အချိန်ဘရင်ကအိတ်ချင်အောင်ဆောင်ပေးခဲ့တယ်ဆိုတာကိုသိသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အာသာလည်းမလွဲတာပဲသူ့အဖေကိုကောင်းကောင်းကြီးပြောအောင်တချင်းနဲ့ချော့သိပ်ပေးလိုက်ပါတယ်။ဘရင်ကြီးကလည်းအာသာဆွန်ရဲ့တချင်းနဲ့လိုက်ဖက်သွားအောင်သူ့ရဲ့မော်ကိုသုံးပြီးအခန်းထဲမှာကျဲလေးလာလေးတွေကိုပါဖြည့်ပေးလိုက်ပါတယ်။ဒီလိုနဲ့အာသာလည်းတဖြည်းဖြည်းနဲ့အိပ်ပျော်သွားပါတယ်။အိမ်မက်ထဲမှာတော့ပန်းကင်းတစ်ခုထဲမှာရောက်နေခဲ့ပြီးပန်းကင်းထဲမှာလည်းပန်းတစည်းကိုကင်ထားတဲ့သူ့အမေပါရှိနေခဲ့ပါတယ်။သူ့အမေရဲ့မလန့်မကန့်မှာတော့ဘရင်ကသူ့ရဲ့ပုံစံအတိုင်းကလပ်ထိုင်ပေါ်မှာထိုင်ပြီးသူ့အမေရဲ့ပျော်ရွှင်နေတဲ့ပုံကိုပြုံးပြီးကြည့်နေခဲ့ပါတယ်။အာသာလည်းသူ့အဖေရဲ့အပြောကိုမြင်ပြီးသူ့အဖေမှလည်းဒီလိုမျက်နှာရှိရလားဆိုပြီးဝမ်းသာသွားခဲ့ပါတယ်